Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျောင်းပိတ်ရက်ဖြစ်လို့လူလေးကအပြင်မှာမမေတို့ဖေဖေတို့နဲ့အတူတူ breakfast ထွက်စားပါတယ်ဒါကတော့တိုရှီပေါ့နော်ဒီနေ့တော့တိုရှီစားမယ်ဆိုတော့တိုရှီစားပြစ်ခဲ့တယ်ဒီဆိုင်ကတိုရှီကရမ်းစားလို့ကောင်းတယ်ပြီးရင်အကြာကြီးလဲစောင့်ရတယ်ပေါ့နော်သူ့မှာကြက်ဥနဲ့ရတယ်လို့ရိုးရိုးလေးရတယ်ဒါကအခုကရိုးရိုးပေါ့နော်ရိုးရိုးကိုတကြားနဲ့ရတယ်ပဲမှုန်နဲ့ရတယ်နောက်ဟင်းနေနဲ့ရတယ်ပေါ့နော်လူလေးကဒီဆိုင်မှာစားရတာအရန်ကြိုက်ပါတယ်အောင်ဘာဖြစ်တယ်မမေကဒီဆိုင်ကိုလာတိုင်းဘာဖြစ်တယ်မမေကဒီဖန်လာတဲ့ရှုဂါတွေပဲဖန်နေရရှုဂါဘာဖြစ်လို့လဲအဲဒီဖြစ်လို့အဲ့ဘာစားမှာခါရီခါရီနဲ့ဘယ်လိုမျိုးစားမှာခါရီနဲ့မမကြိုက်ဟမ်အိုင်တော့လိုက်မကြိုက်ဟယ်လိုကျွန်တော်လေးဒလားပဲ site ကိုဖုန်းဆက်မရလို့ကျွန်တော်ဟိုကနောက်စင်တိုင်းလောက်ဆိုတော့ဒလားပဲရတယ်အဲ့အချိန်ကျွန်တော်ပြန်ဆက်လိုက်ကျွန်တော်ကမျိုးထဲမှာပြန်ပြီးပေါ့ယူပဲစားခါရီနဲ့အဲ့ချိန်လောက်ကျွန်တော်ပြန်ဆက်လိုက်မမေခါရီမကြိုက်ဟိုကမတော့ပေးမတော့ဟိုဘက်ဒီကဟမ်ခါရီက healthy ဖြစ်တယ်ပေါ့အဲ့ဒါဆိုတော့ကျွန်တော်ဟိုဘက်ဆက်ဒလားမေကိုဆုံးမနေပါတယ်တခြားတွေရွေးစားတယ်ဒီဆိုင်ရောက်တိုင်းနဲ့ unhealthy တဲ့တခါတလေလေးနဲ့ခါရီလေးပါလေးနဲ့စားပါမှမမေရဲ့ဆောသွားတယ်ဂျားထဲမှာသူဖုန်းမောင်လူလေးဆုံးမတော်မူကန်းလောက်ခိုင်းပြီးတော့ကိုယ်စီပြန်ဆက်ပေးစားသူကဖုန်းကိုင်ဒါလေးကမေမစားချင်ဘူးမကြိုက်ဘူးလို့မေကိုရမ်းချော့ကြွေးရပဲမကြိုက်ပါဘူးမမေမကြိုက်တာလို့စားပဲစားကုန်မလားတစ်ချက်ဟမ် I think so မလေးဟဲ့ကဲစားမစားတာပါသားစားမေလည်းစားရလေဒီမှာကြားနေကားပါလဲမိကောင်းလားအော် potato curry နဲ့စားပြပါမယ်အဲ့ဒါရောဟာရောအော် tomato curry ဘယ်ရောကြိုက်ဆုံးလဲကုန်လားဟုတ်စအဲ့စား I don't know အော်like two paper mix ကရော taste လိုက်ပါနဲ့တူလဲ Hello vegetable စားလာမလေးမမေကတော့စားလို့ပြောင်းပါပြီဖြစ်တဲ့ပုံပါပြီခဲလူလေးဟာကိုကြည့်မယ်ဟာစားနေတော့မှာပဲဒါမဲ့ကုန်မှာတော့မယ်ခန်းညင်လေးနဲ့စားရတယ်ခန်းညင်လေးအာလူလေးနဲ့စားရတယ်ဘုံလေးအလွတ်လေမဲမတရားပြပါမဟုတ်အကုန်နဲ့ဟိုင်းမဲမတရားမဟုတ်ပြည့်လေးအာလူနဲ့စားကြင်တာအာလူနိုင်မရဖြစ်ဒါ
ခန်းညင်လေးနဲ့ the last one အဲ့ဒါက complete the mission complete the mission okay good job how about your breakfast todayပြီးပါပြီ tissue please အဲ့တော့ဒီနေ့ရဲ့နှက်စာ feeling လေးကိုပြပြပါအောင်ဟုတ်ပါတယ် nice bye bye